ဒါကတော့ကျွန်တော်မနေ့ကတင်ထားတဲ့အဆက်ပေါ့နော်character ကိုဘယ်လို approach လုပ်မလဲ current move ဒီကိုရထားတဲ့ script ပေါ်မှာရှိတဲ့ကို character ကိုဘယ်လိုတရုပ်ဆောင်တွေကို character ဝင်အောင်လုပ်မလဲပေါ့နော်အဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်ပြီးတော့ပြောပြမှာဖြစ်ပါတယ်မနေ့ကကျွန်တော်ပြောထားတဲ့မနေ့ကအပိုင်းမှာပါသွားတဲ့ဟာကတော့character တွေကိုအရင်ဆုံးကျွန်တော်တို့မှရှိတဲ့ influence တွေသူတို့အရင်တော့တရုပ်ဆောင်ထားတာတွေအရင်တော့ခံစားချက်တွေအရာအားလုံးကိုကျွန်တော်တို့ခွာချပြီးတော့လုံးဝသူတို့ကိုအဖြူလေလေးဖြစ်သွားအောင် clear ဖြစ်သွားအောင်အရင်ဆုံးလုပ်ရပါတယ်ပြီးတော့မှကျွန်တော်တို့လိုချင်တဲ့ character ကိုထည့်ရအောင်เนาะအဲ့ဒါလည်းအရင်အရေးကြီးတဲ့အချက်ပါဘာလို့လဲဆိုတော့ကျွန်တော်တို့ကတခြားအယောင်အယောင်သဘောတရားလိုပဲပကြီးကားတစ်ချက်လိုပဲဗျတခြားအယောင်ကြီးရှိနေတဲ့ပုံကျွန်တော်နောက်ထပ်တစ်ယောင်ဆိုရင်အဲ့အယောင်ကျွန်တော်ထွက်လာမှာမဟုတ်ဘူးအပြပေါ်မှာကျွန်တော်ကအနီရောင်ချဲနေတယ်အမေအောက်ခံအပြကြီးဖြစ်နေတယ်ဆိုရင်ကျွန်တော်ချဲလိုက်တဲ့အနီရောင်ကအနီစစ်ထွက်မှာတော့မဟုတ်ဘူးသူကအပြနဲ့ရောနေတဲ့အနီပဲဖြစ်သွားမှာဆိုတော့ကျွန်တော်တို့ကအဖြူရောင်ပေါ်မှာ clean ဖြစ်နေတဲ့အယောင်ပေါ်မှာဘာမှမရှိတဲ့အဖြူရောင်ပေါ်မှာကျွန်တော်တို့ကအနီရောင်တင်မှာကျွန်တော်လိုချင်တဲ့အနီရောင်စစ်ဖြစ်မှာဆိုတော့အဲ့လိုပဲတရုပ်ဆောင်တစ်ယောက်ကကိုဒီ character ကိုဝင်စားတော့မယ် director ကလည်းဒီ character ကိုသူ့ကိုထည့်တော့မယ်ဆိုတာ ਨੇ သူတို့အရင်ဆုံး clear ဖြစ်အောင်ရင်လုပ်ပါသူတို့အရင်တော့လုပ်ခဲ့တာတွေ influence ရှိရတယ်အကုန်လုံးကိုဖယ်ထားခိုင်းပါသူတို့ရဲ့တရုပ်ဆောင်ပညာပဲယူခဲ့ကျန်တဲ့မူဝင်တာတွေငါဒီလိုလူမျိုးတွေဒီလိုပဲလောက်တတ်တယ်ဆိုတဲ့အရာအားလုံးအရင်ဆုံးခွာချရပါတယ်ခွာချပြီးမှကိုလိုချင်တဲ့အရာကိုချဲကိုလိုချင်တဲ့ character ကိုကိုယ်တိုင်သွင်းရဖြစ်ပါတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီ character တွေကိုကျွန်တော်ဆက်ပြောပါမယ်မနေ့ကပြောရင်းနဲ့ထပ်ပြီးတော့ပြောရမယ်အပိုင်းပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့သူတို့ကိုအဓိက point မျက်လုံးအဲ့ဒါဘာလဲဆိုတော့ဒီကျွန်တော်တို့လူတစ်ယောက်ကလေသူလိန်နေလားမလိန်နေဘူးလားသူယုံကြည်လားမယုံကြည်ဘူးလားသူချစ်တာလားမချစ်တာလားသူမုန်းနေတာလားဆိုတဲ့အရာအားလုံးကျွန်တော်မြင်ရမျက်လုံးကမြင်ရဆိုတော့ကျွန်တော်တို့ acting ရဲ့သဘောတရားမှာမျက်လုံးကအရင်အရေးကြီးဆုံးပဲအားကြောင့်မို့ကျွန်တော်မြန်မာမှာဆိုရင်ကျော်ဟိန်းတို့ဒွေးတို့ရဲ့မျက်လုံးဆိုတဲ့အရာအားလုံးဒွေးမျက်လုံးကျတယ်ပဲအသက်ဝင်နေဆိုတဲ့ဟာမျိုးတွေဖြစ်တာပေါ့နော်အဓိကလူတွေသတိထားမိတာကမျက်လုံးပဲမျက်လုံးကကျွန်တော်တို့စိတ်ရဲ့တကားပေါက်ပဲနှလုံးသားရဲ့တကားပေါက်ပဲဘုံနှောက်ရဲ့ပြောချင်တဲ့ဟာတွေကိုနှလုံးသားရဲ့ပြောချင်တဲ့ဟာတွေကိုပြောပေးနိုင်တာကမျက်လုံးပဲပေါ့နော်ဆိုတော့မျက်လုံးကဘလောက်တောင်အရေးပါလဲအရာရောက်လဲဆိုတဲ့ဟာကအရေးကြီးသိထားဖို့လိုတယ်ပေါ့နော်အရင်ကြီးရဲ့အဲ့ဒီအတွက် director ရောတရုပ်ဆောင်ရတယ်ဒါတွေတရုပ်ဆောင်တရုပ်ကိုဘယ်လိုလုပ်မလဲဆိုတော့သိထားဖို့လိုတယ်ပေါ့နော်ဆိုတော့အဲ့ဒါမှာသူကကျွန်တော်ရဲ့မော်ရုပ်ရှင်မှာကအောင်ရင်ထိုက်ကိုဒီ channel လူကြီးအကုန်လုံးอ่ะပေါ့နော်ဒီ set ကားထဲမှာပါဝင်တဲ့သူ3ယောက်4ယောက်5ယောက်လောက်ကသူ့ကိုလုံးဝယုံကြည်နေရပါအောင်ရင်ထိုက်ကိုယုံကြည်ရမှာအောင်ရင်ထိုက်ဘာပြောမှန်တယ်ဖြစ်ရမယ်အောင်ရင်ထိုက်ဘာလုပ်မှန်တယ်ဆိုတာဖြစ်ရမယ်ဆိုတော့ကျွန်တော်တို့ကအပြင်ပတ်ဝန်းကျင်မှာလို့လေကျွန်တော်တို့ကရှိဘာလဲဆိုတော့လူတယောက်ကိုကျွန်တော်တို့ကယုံကြည်ပြီးဆိုရင် तू ဘာလုပ်လဲ तू ဘာပြော तू ဘာခိုင်းကျွန်တော်တို့ကောင်လာမှန်တယ်လုံးမယ်ဟုတ်တယ်ဆိုတဲ့အရာအလုံးဖြစ်တယ်အဲ့ဒါလူကိုယုံကြည်သွားအဲ့လူတယောက်ကယုံကြည်သွားပြီဆိုရင်အရာပေးဆက်လိုက်တာအရာပေးတော့ဆိုတော့ယုံကြည်မှုပေါ့နော်အဲ့ယုံကြည်မှုကြီးကိုကျွန်တော်ကအောင်ရထားတဲ့ပုံကိုတခြားသေးဥဆောင်တွေအကုန်လုံးယုံကြည်လာဖို့ကျွန်တော်လိုအပ်နေတယ်ကျွန်တော်ရဲ့ဇာတ်လမ်းတွေမှာဆိုတော့အဲ့ဒါကိုလေကျွန်တော်တခြားသေးဥဆောင်တွေမတွေ့ခင်မှာကျွန်တော်အောင်ရထားတဲ့အတိုင်းပဲအောင်ရထားကိုအောင်ရထားကိုတော့ဒီပေါ့နော်တခြားသေးဥဆောင်တွေကဇာတ်လမ်းတွေမှာယုံကြည်ရမယ်သူပေါ့နော်ကိုအောင်ရထားပြောတာကိုသူတို့ကလက်ခံရမယ်သူအဲ့ဒီလိုကိုအောင်ရထားကလည်းဒီအချိန်မှာ smart ဖြစ်နေရမယ် web smart ဖြစ်နေရမယ်online ကတော့အရင်တည်းကshooting လာတယ်အချိန်ကြီးကြတယ်သူ့ကိုစောင်းရတယ်ဆိုတော့မရှိဘူးအရင် professional ဆန်တယ်ဆိုတော့သေရုပ်ဆောင်တွေမှာပါတယ်ဆိုတော့ဒါကတော့လူတွေဒီတူနဲ့လှုပ်ပိုးတဲ့လူတွေလည်းသိပြီးသားပါနော်ဒါပေမဲ့ဒီတခြားလူတွေအကုန်လုံးကလည်းဒီအလုပ်တစ်ခုပေါ်မှာအောင်ရတဲ့ကဘလောက်တောင်စိတ်ပါဝင်စားစွာနဲ့တာဝန်ချမှုရှိတယ် professional ဆန်တယ်ဆိုတဲ့ကိစ္စကိုသူတို့သာသိသွားမယ်ဆိုရင် personally
အောင်ရတိုင်းကိုလေးစားယုံကြည်နေဖို့လိုတယ်အောင်ရတိုင်းကလေးစားစရာကောင်းတဲ့တရုပ်ဆောင်ပါလားတကယ်စူးစမ်းနေတဲ့တရုပ်ဆောင်တဲ့တယောက်ပါလားဆိုတော့ဖြစ်လာအောင်ကျွန်တော်ကဇကားရဲ့ကျွန်တော်ဇကားထဲမှာနော်ဇကားထဲမှာရဲ့ character ကသူ့ကိုတခြားလူတွေကယုံကြည်ရမှာဒါပေမဲ့ကျွန်တော်အပြင်မှာလဲသူ့ကိုယုံကြည်အောင်သူလုံနေရတယ်မှန်နေဆိုတာဖြစ်လာအောင်ကျွန်တော်ကအရင်လောက်တာအရင်လောက်တော့မှတခြားလူတွေအကုန်လုံးကဗျာतू ကအလုပ်ကိုဘယ်လောက်စူးစမ်းကြအောင် तू shooting ဆိုလဲမှန်ကြအောင်အလုပ်ကို professional ဆန်ဆန်လုပ်ကြအောင်အဲ့အရာတွေကိုလည်းကျွန်တော်ကတခြားလူတွေကိုပြပြရတဲ့အချိန်မှာတခြားလူတွေतू ကလည်းစူးစမ်းပါလားစူးစမ်းနေတဲ့လူတယောက်ဖြစ်ပါလားतू ဖြတ်တန်းလာတဲ့အခက်အခဲတွေသူ့ရဲ့အတွေ့အကြုံတွေကိုလည်းကျွန်တော်တို့က sharing လုပ်ပေးပြောရင်းဆိုရင်တခြားသူတွေအကုန်လုံးကလည်း personally အောင်ရတဲ့ယူယုံကြည်အောင်ကျွန်တော်ကအရင်လုပ်တာဆိုအောင်ရတဲ့ကိုလည်းကျွန်တော်အဲ့ဒါလေးတိုင်ပင်ထားပါတော့တိုင်ပင်ထားတဲ့အချိန်မှာတခြားလူတွေကလည်းတကယ်ပဲသူ့ကိုယုံကြည်တာဆိုတော့ယုံကြည်လာတဲ့အချိန်ကြာမှာကျွန်တော်ဇက်ကားထဲမှာ तू က dialogue ပြောရမှာရှိတယ်ဆရာကိုယုံတာတဲ့ယုံတယ်ဆရာကိုယုံတယ်မှာဆိုတော့တစ်ဖက်ကပြန်ပြောရင်ယုံတယ်ယုံရပြီယုံကြည်ရပြီယုံကြည်မှုရဲ့ဆိုရင်တအားကြီးရယ်ယုံကြည်နေရင်ကျွန်တော်တို့ယုံကြည်မှုရဲ့ဆိုရင်အရင်ကြီးပြီးတော့ယုံကြည်ရင်အရာအားလုံးကကောင်းတယ်ပေါ့နော်မှန်တယ်ပေါ့နော်အဲ့လိုမျိုးသူကပြောတာပေါ့နော်ဆိုတော့အဲ့မှာလေဟိုဘက်တစ်ဖက်ကောင်မလေးကသူ့ကိုတကယ်ယုံကြည်စရာကောင်းတဲ့ဆရာပါလားတကယ်ယုံကြည်စရာကောင်းတဲ့သူပါလားဆိုတော့ဖြစ်လာကျွန်တော်က personally ကိုမှယုံကြည်အောင်သူ့ကိုလေးစားလာအောင်ကျွန်တော်လုပ်ထားပါတော့အဲ့ဒီမှာမှသူတို့ကောင်လာတကယ်လေဟိုဒါကျွန်တော်ကတမင်းအောင်ရထိုက်ကမကောင်းတာကြီးကိုကောင်းတယ်လို့ဆိုပြီးတော့လုပ်ထားတာတော့မဟုတ်ဘူးတကယ်ကိုယ်တိုင်နဲ့အောင်ရထိုက်ကshooting ဆိုရင်လည်း right time ဟိုဘယ်နှစင်းဆောင်ရလဲ तू က on scene ပေါ်မှာဆိုတော့မိုးလေးနာနဲ့ on scene မှာငါဘယ်ချိန်ရိုက်မယ်ငါ့ကိုစောင့်နေရမယ်ဆိုတော့ तू စင်းရောက်လာမယ့်အချိန် तू stand by စောင့်နေရငါကျွန်တော်မပါသေးဘူးလားကျွန်တော်ပါတော့မှာလားမပါသေးဘူးဆိုဟိုကလုံးလိုက်အောင်မယ်တော့ဒီကလုံးလိုက်အောင်မယ်တော့ဆိုတာမျိုးတော့မရှိဘူးဗျာအမြဲတမ်း तू က stand by तू ဒီနေ့ပါတယ်ဆိုရင်မိုးလေးနေက तू ထိုင်ဆောင်ပြီးเนาะဆိုဒါကျွန်တော်တို့တော့ဗျာ director အတွက်ကြာတာ worry မများဘူးဗျာ तू ကအမြဲတမ်းကျွန်တော်တို့ stand by ဖြစ်နေတာဆိုတော့အဲ့ဒါကျွန်တော်တို့ရန်ကောင်းတယ် comfortable ဖြစ်တယ်ပြီးတော့သူ့ကိုစောင့်ခိုင်းထားလို့လည်းကျွန်တော်ဒီဘက်မှာလောရရတော့အဲ့လိုမျိုးဖြစ်အောင်လည်းသူတွန်းအားမပေးနေဆိုတော့ဒါအရန်ကောင်းတဲ့အလေးထားတစ်ခုပဲဗျာအရန်ကောင်းတဲ့အချင်းတစ်ခုပဲဆိုတော့online ကောင်းကြောင်းတွေအများကြီးပြောလို့တော့ဖြစ်သွားတယ်ဆိုတော့တကယ်လည်းကောင်းပါတယ်ဆိုတော့အားကြောင့်လည်းကျွန်တော်မော်ရုပ်ရှင်မှာသူ့ကိုကျွန်တော်လုံးဝခေါင်းဆောင်မင်းသားအနေနဲ့သူ့ရဲ့ character ကိုအရင် strong ဖြစ်အောင်ကျွန်တော်လုပ်ပြီးတော့သူ့ကိုကျွန်တော်မင်းသားခေါင်းဆောင်မင်းသားအနေနဲ့ကျွန်တော်တင်ပြီးတော့ရိုက်တာပေါ့နော်ဆိုတော့ဒါသူ့ရဲ့ကောင်းဘက်တွေကြောင့်သူတို့ရဲ့ achievement တစ်ခုပဲဆိုတော့ဒီရုပ်ရှင်ထွက်လာရင်လည်းကြီးတဲ့သူတွေအကုန်လုံးမြင်ရမှာပါအောင်ရထားရဲ့ကြိုးစားမှုလည်းမြင်ရမယ်ဒီဇာတ်ကားမှာပါဝင်တဲ့တရုပ်ဆောင်တွေအားလုံးရဲ့ကြိုးစားမှုလည်းမြင်ရမှာဖြစ်ပါတယ်ဆိုတော့ဒါအောင်ရတဲ့ဟို promotion ဆင်းတာတော့ဖြစ်သွားတယ်အောင်ရတဲ့ promotion တော့မဟုတ်ဘူးတရုပ်ဆောင်ရဲ့တရုပ်ဆောင်တယောက်ဖြစ်လာရင်ရှိတဲ့အလေးထားနဲ့အလေးချင်းကျွန်တော်ပြပြပေါ့နော်ဆိုတော့အဲ့မှာခုနကျွန်တော်ပြောသွားရင်မျက်လုံးပေါ့ဆိုတော့တရုပ်ဆောင်တဲ့အကောင်ကသူ့ပုံကိုယုံကြည်လာအောင်ဝိုးစားလာအောင်အားကိုးလာအောင်ကျွန်တော်ကလုပ်ထားအဲ့ဒါပြီးတော့ကျွန်မသူတို့ရဲ့ character ကိုကျွန်တော်ကထည့်တယ်မင်းကဘယ်လိုလူမျိုးမင်းကဘယ်လိုလူမျိုးသူ့ကိုယုံကြည်တယ်သူပြောတာမှန်တယ်သူဘာပြောမှန်တယ်အဲ့ဆိုdialogue တွေရှိရဗျာယုံကြည်လားယုံကြည်ရပြီရဲ့ယုံကြည်နေရပြီအရာအလုံးကမကြခင်မှာအေးရှင်ဖြစ်သွားတော့မှာပါဆိုပြီးသူကပြောတာတချို့ dialogue တွေမှာဆိုရင်တချို့ dialogue တွေမှာဆိုရင်အမှားလာတဲ့ထားပေါ့နော်ထားမမှားတယ်ဆိုရင်တော့အဲ့မှားတယ်မှားမယ်တယ်ဆိုတော့အဲ့လိုပုံစံမျိုးပေါ့နော်ကျွန်တော်တို့လူတယောက်ကိုကျွန်တော်တို့ကဟိုဖြစ်လာပြီဆိုရင်ယုံကြည်လာပြီဆိုရင်သူမှားနေတော့မှသူမှမှန်နေဆိုတာမျိုးကိုကျွန်တော်တို့ကခါကြဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒါယုံကြည်မှုဆိုတော့အဲ့ယုံကြည်မှုကိုကျွန်တော်ပေါ်လေးယုံကြည်သလိုဒီ character တွေပေါ်လေးယုံကြည်လာအောင်ကျွန်တော်ကသွင်းတာပေါ့နော်ဆိုတော့ကျွန်တော်ယုံကြည်မှုအကြောင်းဘာလို့တမင်ပြောနေရလဲဆိုတော့အဲ့ဒီယုံကြည်မှုတွေလူတွေကရှိလာပြီလူတယောက်ပေါ်ကျွန်တော်တို့လူတယောက်ယုံကြည်မှုတွေရှိလာပြီဆိုရင်အဲ့မျက်လုံးတွေလုံးဝလိမ်မရဘူး
ဆိုတော့ကျွန်တော် character တွေအကုန်လုံးကိုဘယ်လိုချင်းကပ်လဲဆိုတော့သူတို့ကိုလည်းခုနအကုန်လုံး clear လုပ်ပြီးသွားပြီဆိုတော့လေသူတို့ character ကဘယ်လိုမင်းတို့ character ဘာမင်းတို့ကဘယ်လိုလူမျိုးမင်းကဘယ်လိုလူမျိုးဆိုတော့ဖြစ်လာအောင်အဲ့ဒီဟာကြီးကလည်း reality ဆိုတာကြီးဖြစ်လာအောင်ကျွန်တော်တို့ယုံကြည်အောင်ကျွန်တော်လုပ်ရမှာပေါ့နော်ဆိုတော့အဲ့ယုံကြည်မှုတော့ကိုလည်းကျွန်တော်ပြောပြတယ်သူတို့ရဲ့စိတ်ခံစားချက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘယ်လောက်တော့ယုံကြည်စရာကောင်းလဲဒီ character ကြီးကတကယ်ပါလားဒီ story ကတကယ်ပါလားသူတို့ရဲ့ best story တွေကလည်းမင်းတို့တကယ်ဖြစ်ခဲ့တာအဲ့လိုလူမျိုးကဒီလိုဖြစ်ကိုဖြစ်တယ်ဒီလိုလူဆိုဒီလိုခံစားမှာပဲလေမင်းတို့မဟုတ်ဘူးလားဆိုတာမျိုးဟုတ်တယ်ဆိုတဲ့အချိန်ကြီးဖြစ်လာအောင်ကျွန်တော်ကသူတို့ manage လုပ်ရတာပေါ့နော်သူတို့စိတ်ကိုကျွန်တော် control လုပ်တယ်ဆိုတော့အဲ့လိုမျိုးနဲ့ကျွန်တော် character ကိုတွင်းတယ်တွင်းပြီးတော့မှသူတို့ရဲ့မျက်လုံးတွေကလိမ်လို့မရအောင်သူတို့ရဲ့မျက်လုံးတွေကတကယ်ယုံကြည်လာအောင်ဇာတ်ကားပေါ်မှာလည်းတကယ်ကိုးစားလာအောင်တကယ်ဒီ story ကတကယ်ဖြစ်နေပါလားဘာလို့ဆိုတော့ကျွန်တော်ရုပ်ရှင်မှာတရုပ်ဆောင်တာကိုတရုပ်ဆောင်နေတယ်လို့သိသွားပြီဆိုတော့လည်းအဲရုပ်ရှင်ကဘာမှမခံစားရဘူးဆိုတော့သူတို့ခံစားနေရတဲ့ character တွေတရုပ်ဆောင်တွေတကယ်ခံစားနေရမှာကျွန်တော်တို့ကခံစားရတယ်လို့တကယ်ဖြစ်နေပါလားဆိုပြီးတော့ကျွန်တော်တို့စိတ်ထဲမှာရှိနေမှာကျွန်တော်တို့ကြည့်တဲ့ပရိသတ်ကလည်းခံစားသူတို့ကိုယ်တိုင်ကတရုပ်ဆောင်နေတဲ့တရုပ်ဆောင်ကိုယ်တိုင်ကဒီ story ကြီးကလက်ကားပါပဲမျိုးကြီးဒါကြီးကမဖြစ်နိုင်ဘူးပြောနေပြီဆိုရင်ဒီကားကြီးကမကြည့်တယ်တော့ဗျာဘာလို့လဲဆိုတော့တရုပ်ဆောင်တွေမှသိတာဒါလောက်ယူနေတာကျွန်တော်သိတာဆိုတော့အဲ့ရတယ်တကယ်ပါလားဟောသူ့နေရာမှာဆိုရင်ငါဆိုလည်းခံစားမှာပဲသူတလောက်တော့ချစ်တာလားဆိုတာကျွန်တော်တို့ကပေါ်လာဖို့အတွက်ကိုသူတို့ရဲ့နှလုံးသားတွေကိုသူတို့အုံနောက်တွေကိုသိအောင်ဒီ character ကိုနားလည်အောင်ဒီ character ကိုသိအောင်ကျွန်တော်တို့တင်တွန်းပို့တာပေါ့နော်ဆိုတော့အဲ့လိုတွေတွန်းပို့ဖို့လည်းသူတို့အချိန်ပေးတယ်ကျွန်တော်လည်းအချိန်ရခဲ့တယ်ဆိုတဲ့အတွက်အစဉ်အရန်ပြည်ပါတယ်ပြီးတော့နောက်တစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ rehearsal တွေ script တွေကိုကျွန်တော်တို့တဆင်းချင်းတွေဖတ်တယ်ပေါ့ဖတ်ပြီးတော့မှ rehearsal လုပ်တယ် rehearsal ကိုကျွန်တော် camera နဲ့ပဲတစ်ခါရိုက်တယ် lighting တွေနဲ့ပဲရိုက်တယ်ဘာဆင်းဆိုရင်လည်းဘာမှုလေးဘာခံစားချက်လေးရအောင်ကျွန်တော်တေချာလေးအဲ့လို lighting setup လေးကိုလည်းဘာရဲ့ setup လေးကျွန်တော်ပြင်လိုက်တယ်ပြင်ပြီးတော့သူတို့ရိုက်တယ်ရိုက်ပြီးရမယ်ကိုပြန်ကြည့်လူတွေကတစ်ခါလေကြာရင်တော့ကိုပြန်ကြည့်ရဲ့အချိန်မှာကျွန်တော်တို့ကအမှားအောင်မြင်တတ်ကြအောင်ဆိုတော့ကျွန်တော်တို့ကဘယ်လိုလုပ်လဲကိုပြန်ကြည့်ပြီးတော့ကျွန်တော်အမှားကိုထောက်ပြတယ်ဒီနားမှာဒီလိုခံစားချက်ရှိတဲ့သူတယောက်ကဒီလိုမလုပ်ဘူးဒီလိုခံစားချက်ရှိတဲ့သူကဒီလိုမလုပ်ကျွန်တော်ပေးချင်တဲ့ဒီ scene ရဲ့ message ကျွန်တော်ပေးချင်တဲ့ direction ဒီလိုမျိုးအဲ့တော့ဒါကမရောက်သေးဘူးဒါကပြန်လုပ်အဲ့လိုမျိုးကျွန်တော်တို့သူတို့ကိုလည်းသူတို့ကိုယ်တိုင်ပြန်ကြည့်ပြီးတော့ကျွန်တော်လည်းသူတို့ကို review ကြည့်ပြီးတော့သူတို့ကိုယ်တိုင် review တေချာပြန်လုပ်ပြီးတော့သူတို့ကိုသူတို့ပြန်သုံးသပ်ပြီးတော့ကျွန်တော်ကဒီအထက်ကပြန်လုပ်ပြီးတော့မှကျွန်တော်ဒီကောင်းရိုက်ဖြစ်တာပေါ့နော်ဆိုတော့ character နဲ့ပတ်သက်ပြီးတော့ဒီနေ့အပိုင်းမှာကသူတို့ကိုယုံကြည်လာအောင် character ကတကယ်ပါလား story ကတကယ်ပါလားဆိုတာယုံကြည်လာအောင်ကျွန်တော်လုပ်ပါတယ်အရင်ဆုံး first step အနေနဲ့သူတို့အရင်ဆုံးရှိတဲ့ဟာတွေအကုန်လုံးကျွန်တော်ရင်ဖယ်ချတယ် clear ဖြစ်အောင်လုပ်တယ်ဒါတရုပ်ဆောင်နေတဲ့လိုရတယ်နော် directing နဲ့ film making ပိုင်းလုပ်တဲ့လူတွေအပြင်တရုပ်ဆောင်တွေကလည်းအရန်ရေးပါတယ်အရာရောက်တယ်ဘာလို့ဆိုတော့တရုပ်ဆောင်တွေဘလို့ကိုယ်စိတ်မှာရှိတဲ့အရာတွေအားလုံး clear လုပ်လဲဆိုတဲ့ဟာကိုကျွန်တော်နောက်တစ်ပိုင်းမှာအသေးစိတ်ထပ်ပြီးတော့ပြောပြပါမယ်တရုပ်ဆောင်တွေရဲ့အရင်တော့ရှိပြီးသားလွှမ်းမိုးမှုတွေ influence ရှိတာတွေသူတို့ရဲ့အမှုအချင်းတွေကိုကျွန်တော်တို့ဘယ်လို clear လုပ်လဲဆိုတဲ့ဟာကိုကျွန်တော်နောက်တစ်ပိုင်းမှာထပ်ပြီးတော့သိချာပြောပြပါမယ်ဒီနေ့ပိုင်းကတော့ဒီလောက်ပါပဲ15မိနစ်ဝန်းကျင်နဲ့ရောက်လာပြီဆိုတော့နားထောင်တာပြင်းသွားမှာဆိုလို့ပါဆိုတော့နောက်တစ်ပိုင်းမှာကျွန်တော်တရုပ်ဆောင်တယောက်ကသူ့ရဲ့အရင်တော့ရှိရတဲ့ influence တွေ character တွေကိုဘယ်လိုဖယ်ထုတ်မလဲ director နေရာနေပြီးတော့လည်းဘယ်လိုဖယ်ထုတ်ရင်ကောင်းမလဲဘယ်လိုဖယ်ထုတ်တင်လဲဆိုတာကိုကျွန်တော်ရဲ့မောရုပ်ရှင်မှာကျွန်တော်အသုံးချခဲ့တဲ့နီလန်းကိုပဲကျွန်တော်ပြန်ပြီးတော့ဝေမျှပေးပါအောင်မယ်ဒီနေ့တော့ဒီလောက်ပါပဲကျေးဇူးများ